မင်္ဂလာပါဒီဗီဒီယိုမှာကန်ဆိုတာအတိတ်ကြောင့်ပဲဖြစ်တာလားဆိုတဲ့မေးခွန်းကိုဗုဒ္ဓဘာသာနဲ့သိပ္ပံနည်းနှိုင်းယှဉ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုစိတ်ငြိမ်းချမ်းစွာနားထောင်ပေးဖို့ဖိတ်ခေါ်ပါတယ်။အချက်တကန်ဆိုတာဘာလဲ။ဗုဒ္ဓဘာသာအရာကန်ဆိုတာလောက်ရက်ကိုသာမဆိုလိုပဲစိတ်ရည်ရွယ်ချက်နဲ့ပြုလုပ်တဲ့အပြုမူကိုဆိုလိုပါတယ်။လူတစ်ယောက်ကစိတ်ကောင်းတဲ့လုပ်ရင်ကောင်းတဲ့အကျိုးရလာပြီးစိတ်မကောင်းတဲ့လုပ်ရင်မကောင်းတဲ့အကျိုးဖြစ်လာနိုင်ပါတယ်။အချက်နှစ်ကန်ဆိုတာအတိတ်ကြောင့်ပဲဖြစ်တာလား။ဗုဒ္ဓဘာသာမှာလက်ရှိဖြစ်နေတဲ့အရာအလုံးကိုအတိတ်ကံတစ်ခုပဲမဖြစ်စေဘူးလို့ပြောထားပါတယ်။လက်ရှိမှာပြုလုပ်နေတဲ့စိတ်ကိုနှုတ်ကံတွေကလည်းအရေးကြီးပါတယ်။အချက်၃သိပ္ပံနည်းအရာအကြောင်းနဲ့အကျိုးသိပ္ပံအရာလူဘဝဟာမျိုးရိုးဗီဇပတ်ဝန်းကျင်အလေးအကျင့်နဲ့ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်ပေါ်လာပါတယ်။အတိတ်အတွေ့အကြုံတွေကတက်ရောက်ပေမဲ့လက်ရှိဆုံးဖြတ်ချက်တွေကအနာဂတ်ကိုပြောင်းလဲနိုင်ပါတယ်။အချက်၄ဗုဒ္ဓဘာသာနဲ့သိပ္ပံတူညီတဲ့အချက်နှစ်ဖက်လုံးကလက်ရှိအချိန်ကိုအရေးကြီးဆုံးလို့ယူဆကြပါတယ်။လက်ရှိမှာဘလို့စိတ်နဲ့ဘာလုပ်နေလဲဆိုတာကအနာဂတ်ကိုဆုံးဖြတ်ပေးပါတယ်။အချက်၅ဘဝမှာဘလို့အသုံးချရမလဲ။အတိတ်ကိုအပြစ်မတင်ပဲလက်ရှိကိုတတိနဲ့အသက်ရှင်ခြင်းကအရေးကြီးပါတယ်။နေ့စဉ်စိတ်ကောင်းထားပြီးကောင်းတဲ့လုပ်ရက်တွေကိုဆက်လက်ပြုလုပ်သင့်ပါတယ်။ဒီလိုနည်းနဲ့ကံကိုကြောက်စရာမဟုတ်ပဲပြောင်းလဲနိုင်တဲ့အရာဖြစ်နားလည်နိုင်ပါတယ်။ဒီဗီဒီယိုကသင်ဘဝအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်